ဒီနေ့ကတော့ရန်ကုန်မြို့ရဲ့နေမောင်းလို့ရှိတနိုင်လောက်ပဲမောင်းရတဲ့နေရာလေးတစ်ခုသွားခဲ့အဲ့နေရာကကျတော့အရန်နီးရောလေအစောကြီးထသွားကြမလို့ပေါ့နော်အိတ်စေးလှပြင်ပြီးတော့မှနေ့လယ်လောက်မှသွားလို့ရအဝင်ဝအဲ့ဒီနေရာမှာဓာတ်ပုံရိုက်လို့တော်တော်လှတယ်ဒီလိုရေကန်လေးရဲ့ဘန်ဂလိုလေးရဲ့အဲ့လိုမျိုးနေရာလေးရမ်းကြိုက်တယ်ပေါ့နော်အဲ့ဒီနေရာမှာသွားဘူးတဲ့နေရာထဲမှာဆိုလို့ရှိရင်မန္တလေးဖြာပုံတောင်တကုံမှာလည်းတစ်ခုတစ်ခါသွားပြထားသေးတယ်အဲ့ဘန်ဂလိုတွေထက်လေဒီဘန်ဂလိုကတော်လေးကျယ်တယ်နှစ်ဆလောက်တောင်ကျယ်လို့ပြောလို့ရတယ်အဲ့တော့တငယ်ချင်းတွေတိုက်ဝုံသွားမယ်စားမယ်ဆိုလို့ရှိရင်အားရပါရနေလို့ရပါတော့ဘန်ဂလိုတစ်ခုငှားလို့ရှိရင်2000ဒါပေမဲ့ဘေးတသိန်းမို့ကျော်လို့ရှိရင်ဘန်ဂလိုခပေးစရာမလိုဆိုတော့တကယ်ချင်းအုပ်စုလိုက်သွားလို့ရှိရင်ဘန်ဂလိုခတစ်ခါမှပေးရမှာမဟုတ်ပေါ့နော်နှစ်ယောက်တည်းသွားလို့ရှိရင်တော့သူကတန်မှာမဟုတ်ဘူးအဲစားတောက်တွေကနည်းနည်းလေးပိုးရှင်းများတယ်ပွဲကြီးရပေါ့နော်ဆိုတော့နေရာတော်တော်လေးကျယ်တာတော်တော်လေးကိုကျယ်တာအဲ့မှာငါးမြားလို့ရတယ်လှေစီးလို့ရတယ်လှေစီးရတော့နိုင်ဝက်ဆိုရင်တယောက်ကို9000ပေါ့နော်ဒါပေမဲ့လှော်ရတိတ်မလှော်တတ်လို့ရေကလည်းနည်းနည်းကျယ်တော့မစီးခဲ့တော့ပခက်ပဲအားရပါရစီးခဲ့ပေါ့နော်ဒီရလေးတော့လာပါအဲ့တော့ဒီဇိုင်းလေးကိုမရောက်သေးတဲ့သူတွေတွားလို့ရအောင်လိပ်စာလေးတင်ပေးထားတာပေါ့နော်ဒီဇိုင်းကစားတော့တွေကရတာလေးအရန်ကောင်းတယ်ဒါပေမဲ့ bad review ပေးရလို့ရှိရင် तू ကနည်းနည်းလူအရန်ကြားရပေါ့နော်လူအရန်ကြားတဲ့ချိန်မှာဟိုအစားတော့လည်းငန်တာတို့ဘာလို့ပြင်ခိုင်းလို့ရှိရင် तू ကလူကြားနေလို့မပြင်ပေးဘူးဆိုပြီးအဲ့ဒါလေးတခုရှိရပါတော့အဲ့လိုမျိုးလူရမ်းကြားလို့ရှိရင်မပြင်ပေးဘူးလူမကြားခင်စောစောလေးတွားပြီးတော့ဆိုလို့ရှိရင်တော့ကြိုက်တယ်လို့ချီကြလို့ရလူကတော့လေဂျားရက်မှောင်တော်တော်ကြားတယ်အဲ့ဒါတွားခဲ့ရဂျားရက်သွားတာဒါပေမဲ့လူကအပြည့်ပဲမနေ့ပိုင်းတော့မပြည့်ဘူးညနေပဲ2နာရီ2နာရီကျော်တာနဲ့လူကအကုန်လုံးဘန်ဂလိုအကုန်လုံးပြည့်နေတာပေါ့နော်အဲ့တော့ဟိုအစားပေါက်တွေမှာလို့ရှိရင်စောကြီးတွားပြီးတော့မှားထားကောင်းတယ်ပေါ့နော်ကျန်တဲ့ဟာရောအကုန်ကြိုက်တယ်ဆိုင်ရဲ့အပြင်စင်နဲ့ဒီလိုမျိုးကျယ်ဝန်းတဲ့ဟာကိုအဲ့လိုစိတ်တောက်တတာဖြစ်တယ်ပေါ့နော်တခြားဆိုင်လို့ဆိုနည်းနည်းလေးကျင်းတော့ဒီလိုနေရာကိုရောက်ပြီမဲ့နည်းနည်းလေးကျင်းကျက်တယ်လို့ခံစားရသေးတယ်ဒီဆိုင်ကတော့ကျယ်ဝန်းဖြစ်တယ်လို့ခံစားရပါပေါ့နော်စုံထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော်